ကဲအားလုံးပဲမိဂလာပါနော်ဦးစီးလို့အခုနှစ်ပူကျဲတဲ့တော့မှာဖျားဖော်မရှင်တက်နေတဲ့အချိန်လေးမှာဦးစီးတို့ဒီမှာတဲလေးကိုတဲနေတယ်ဗောနော်တင်းတဲ့ဒီဟာဒီကိုရင်နေဆိုတာကဒါဒေါ်လာပါဝဲကိုရင်နေဗောနော်ကဲကိုရင်ဘယ်နဲ့ဘလို့လဲအခုတဲချီတဲ့ကိုရင်ဘယ်နဲ့ဘလို့ခေါ်ရစေအေဒါစာဒဟုတ်ပြီဟိုဘက်ကိုရင်ကဘယ်နဲ့ဘလို့လဲစေကိုတလာဟိုဘက်တကနေဘလို့လဲတကဟမ်အော်ထုံးတကနာဘလို့လဲကိုရဲဒီဟာအေဂျီဝါနဲ့တကလေးရောဒီဘက်လက်မျက်နှာလက်ဒီဘက်လက်တကယ်နဲ့ဘယ်လိုခေါ်လဲထားလိုက်ပြောမြင်လို့ပါမလဲအချိန်မရှိဘူးယူကျဲဟိုဘက်တော့ပါလေဘယ်နဲ့ဘယ်လဲဘယ်နဲ့ဘယ်လဲရပြောဒီညာဒုက္ခဒီဘက်ကူရမ်းတယ်အစီတာရနာဟိုဘက်ရောဒီဘက်ဟိုဘက်တရားရောဦးချေကဲဒီမှာတော့ဒါနေပူတော့မှလှုပ်တယ်နော်ဒါနေပူတော့မှလှုပ်တဲ့ခါကျဒီဦးစီလို့ဆိုဒါနေပူတာဒီဖျားဖော်ပြီးကြီးတဲပေါ့နော်တကမလေးပေါ်ဘောနော်ဦးစီလို့နဲ့ဦးစီလို့ကိုအချိုးကြီးတွေပါလေမလူချင်ဘူးလားဒါတော့ဘာလှုပ်တဲ့ချိန်လေးမှာတကမပေါ်လေးသူတော်ကောတို့ဘောနော်ဒါဖော်ဒါပြီးဒါအခုကနော်မြည်ဖူးပြီးဖော်ပြီးကြီးတက်ပြီနော်ဒါပြောပြရနော်အဲ့ဒါဒီဒါကအခုမြည်တယ်ဖူးနေတော့ဒါနော်ဒါဒီမြည်ရွယ်ဒါဝယ်ဟာဒီမြည်ပြဝယ်ရတယ်နော်အဲ့ဒါဖြစ်လို့နော်ဒါအခုဒါဟိုဘက်မှာဆိုပြီးသွားပြီမြည်ဖူးရနော်ဒီမြည်ဖူးပြီးဒီမြည်ပေါ်မှာဆိုလို့ဒါဘီလာမြည်အသားပြတ်ထလောက်ဘီလာမြည်အသားတက်ဘီလာမြည်သားလေတက်ပြီးလို့စီအဲ့ဒါပြေတော့အုတ်တွေတက်သွားတော့ပဲဒီနေရာနော်အဲ့ဒါဖြစ်လို့နော်ဒါတကမှပေါ်သူတော်ကောင်းရောနော်အဲ့ဒါဖြစ်လို့ဒီဦးစေးရနိုင်လောက်လေးနဲ့လှုပ်ပေးတယ်အကျိုးတော့ဆောင်တယ်နော်အဲ့ဒါဖြစ်လို့နော်မိမိတို့တွေကိုလည်းပြောမယ်ဆိုဦးစေးတို့နဲ့ထပ်မြတ်ကုသိုလ်ရပါဆိုဒီဆွေတို့ကိုပုံစံတို့ဖျားတက်နေတဲ့အချိန်လေးမှာလေပါဝေချချင်းပါဝေတဲ့လူတန်းချင်းဘောနော်ဘာကြောင့်လဲဆိုတော့ဒီဖျားပြီးသွားလို့စီလူချင်းတိုင်းလူမရတော့ဘူးနော်အဲ့ဒါကိုကသာသနာနဲ့ခြုံနေတဲ့အချိန်မှာပါဝေလူတန်းနိုင်ပါကြောင်းလို့သိပြီးနိုးစော်တိုက်တူအပ်ပါတယ်သူတော်ကောင်းပေါ့လို့နော်အဲ့ဒါဖြစ်နော်အဲ့ဒါဖြစ်လို့သူတို့လည်းနေမနာညမအားဦးစင်းလို့လည်းနေမနာညမအားလို့ဒါသာသနာပြုနေတဲ့အချိန်လေးမှာဒေါက်တာဘာဝင်းတဲ့ချိန်လေးပေါ့နော်နောက်နေရာကြပြီးစူးစီဦးစီရောသာသနာပေါ်မှာနေပေါ့နော်ဒီတနက်တစ်ပိုင်းနဲ့လှုပ်သွားတာပေါ့နော်ဒါမိမိတို့လည်းပါဝင်လူတန်းတဲ့အချောသိပြီးလူတန်းတူအပ်ပါပေါ့နော်